အဲ့တော့ဒီနေ့ဒီချက်ဆက်တကန်ပတ်တန်ဆွဲနည်းကိုပြပေးမယ်နော်ပန်းမွင့်ကိုတော့ပွင့်ဖက်ကလေးတွေကိုတော့ဒီချက်လက်ချုပ်နည်းနဲ့သင်ပေးထားပြီးပြီအဲ့တော့ပတ်တန်ကိုဘယ်လိုဆွဲကြမလဲပတ်တန်ဘယ်လိုဆွဲမလဲဆိုတဲ့အခါကျဒီချက်တို့ကကိုလိုချင်တဲ့အတိုင်းတာအတိအကျကိုပတ်တန်ကိုဆွဲရမယ်အဲ့လိုဆွဲပြီးတဲ့အခါကျရင်ဘေးမှာချုပ်စာလေးလည်းထားရမယ်ပေါ့လေအဲ့တော့ဆွဲနည်းကိုလည်းဒီချက်ကဒီဗီဒီယိုထဲမှာအစားဆုံးထည့်ပြထားပြီးတယ်ပြီးတဲ့အခါကျတော့အဲ့လိုအတိုင်းတာကိုတေချာတိကျကျဒီချက်တို့ကနားလဲသွားပြီးတိသွားပြီးဆိုလို့ရှိရင်ဒီချက်တို့လိုချင်တဲ့ site ကြီး site ပဲအကုန်ဆွဲလို့ရတယ်10စင်တီဆွဲမလား9စင်တီဆွဲမလားဒီထက်သေးတဲ့ဟာဆွဲမလားအကုန်ဆွဲတတ်သွားပြီအဓိကဒီချက်ဆွဲပြထားတဲ့အတိုင်းတာကိုတေချာနားလဲတယ်ဆိုလို့ရှိရင်ကိုဆွဲကျင်တဲ့ပတ်တန်အမျိုးအစားအရွယ်အစားကိုကြိုက်တယ်လို့ဆွဲလို့ရတယ်ဘာမှအခက်ခဲမရှိဘူးเนาะအဲ့တော့ပြီးရင်ဒီချက်တို့ကပတ်တန်လေးတွေထုတ်မယ်ပတ်တန်လေးတွေထုတ်တဲ့ခါကျချက်တို့ plastic နဲ့ပဲဖြစ်စေစက္ကူအထူနဲ့ပဲဖြစ်စေထုတ်လို့ရတယ်အဲ့တော့ plastic ဆိုလို့ရှိရင်လည်းဒီချက်တို့ကဒီအလဲကိုဖြတ်ထုတ်ရမယ်အလဲဖြတ်ထုတ်တော့မှဒီချက်တို့ကအလဲဒီမူရင်းပတ်တန်ကိုရမယ်ဘေးဒီဒီချက်တို့ချုပ်စာရမယ်အဲ့တော့ဒီချက်တို့ပိတ်စမှာတို့တိုင်းလိုက်တဲ့အခါကျလို့ရှိရင်လည်းဒီမှာကြည့်เนาะဒီတိုင်းပဲပတ်တန်တိုင်းပဲကိုဒီချက်တို့ကဆွဲသွားပြီးရင်အဲ့ဒီတိုင်းပဲဖြတ်ထုတ်လိုက်ရုံပဲဘာကြောင့်လဲဆိုတော့ तू ကအလဲပတ်တန်ကမူရင်းပတ်တန်ဘေးကချုပ်စာတွေလည်းအားလုံးပါပြီးပြီဆိုတော့ပိတ်စကိုဒီပတ်တန်တိုင်းဖြတ်သွားတယ်ဆိုလို့ရှိရင်ကိုကဘာမှအပိုဖြတ်เสียရလည်းမရှိတော့ဘူးချုပ်ရမယ့်နေရာလည်းအတိအကျရတယ်เนาะအဲ့တော့ဒီချက်တို့ဒီမှာချုပ်ထားတဲ့ဟာဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်ဟာလာဒါချုပ်စာလေးတွေဒီအလဲဆိုလို့ရှိရင်ပတ်တန်အရင်ပေါ့လေเนาะအဲ့တော့ဒီဗီဒီယိုလေးကိုအစားဆုံးကြည့်သွားတယ်ဆိုလို့ရှိရင်ဒီချက်တို့ကဒီပတ်တန်ဆွဲနည်းကိုနားလည်လိမ့်မယ်လို့ဒီချက်တို့ဒီမှာစတကန်ပတ်တန်ဆွဲမယ်เนาะစတကန်ပတ်တန်ဆွဲမယ်ဆိုတဲ့အခါကျတော့ချက်တို့ကဒီမှာဒီချက်က3.6 စင်တီယူမယ်3.6 စင်တီเนาะ3.6 စင်တီယူမယ်ဆိုလို့ရှိရင်တဝက်ဆိုလို့ရှိရင်1.8 စင်တီเนาะအဲ့တော့အခုဒီမှာဒီချက်တို့3.6ဆွဲလိုက်မယ်ဟာလား1.8เนาะအဲ့လိုယူပြီးရင်ကျတို့ကဘာလုပ်ရမလဲဆိုတော့စက်ဝိုင်းဆွဲရမယ်ဒီကနေပြီးတော့ဒီမှာကျတို့1.8စက်ဝိုင်းရပြီเนาะအဲ့လိုစက်ဝိုင်းရပြီးတဲ့အခါကျရင်ကျတို့ကဒီဘက်ကနေပြီးတော့ဒီကိုတစ်ဖြတ်ဖြတ်မယ်ဒီကိုတစ်ဖြတ်ဖြတ်မယ်เนาะပြီးတော့လေဒီဘက်မှာလည်းဒီအတိုင်းပဲဒီမှာတစ်ဖြတ်ဖြတ်မယ်ဒီမှာတစ်ဖြတ်ဖြတ်မယ်အဲ့လိုဖြတ်ပြီးတဲ့အခါကျရင်ကျတို့ကအဲ့ဒီဖြတ်ထားတဲ့နေရာလေးတွေကိုလိုင်းဆွဲရမယ်မတွေ့လားဒါဆိုလို့ရှိရင်ကျတို့စတကန်ရဲ့မူရင်းပတ်တန်ကိုရသွားပြီဒီအထက်ကဟာเนาะအဲ့ဒါကိုပြီးတော့မှဒီကျတို့ကဘေးမှာချုပ်စာတွေထပ်ပြီးထားမယ်ချုပ်စာထပ်ပြီးထားမယ်ဆိုတဲ့အခါကျတော့ကျတို့ကဒီမှာ patchwork ပေတံမှာဒီ9 mm ဒီ.8 စင်တီเนาะအဲ့တော့9 mm ဒီမှာထားမယ်ပြီးတော့ဒီဘက်မှာလည်းဒီတိုင်းပဲဘာလို့ဆိုတော့ဒီမှာဒီချက်တို့ကချုပ်စာမထားလို့မရဘူးပိတ်စဖြတ်တဲ့အခါကျတော့ဒီချုပ်စာဒီအရန်အရေးကြီးတယ်เนาะအဲ့တော့ဒီဘေးတွေကဒီချက်တို့ကချုပ်စာဆိုတော့ဒီဥစ္စာဒီ3.6 စင်တီကိုဟာလားတဝက်စားတော့1.8 စင်တီအဲ့တော့တကယ်လို့ကိုကဟာလားဥမာ1.8 စင်တီဟိုအတိုင်းတာကိုလိုချင်တယ်ဆိုလို့ရှိရင်ဒီဟာကိုအမြောက်နှစ်လုပ်လိုက်ရင်3.6 စင်တီပဲထွက်လာတာပဲเนาะအဲ့တော့အဓိကဒီမှာဒီချက်တို့ဒီမှာတိုင်းကြည့်လိုက်မတွေ့လား1.8အတိပဲเนาะ1.8ဆိုတဲ့ဥစ္စာကဒီအပေါ်ကနေရာတွေကိုခေါ်တာဒီနေရာတွေကိုခေါ်တာเนาะဆိုတော့ဒါဆိုရင်ဒီမှာပတ်တန်ဆွဲနည်းကိုနားလည်သွားပြီအဲ့တော့ဒီချက်တို့ကတကယ်လို့ဥမာကိုက10စင်တီဆွဲမယ်10စင်တီဆွဲမယ်ဆိုလို့ရှိရင်ဒီအတွင်းကဘယ်လောက်လဲ9စင်တီပဲရှိမယ်ဟုတ်တယ်မလားတကယ်လို့9စင်တီ
ပုံစံဆွဲမယ်9စင်တီဆွဲမယ်ဆိုလို့ရှိရင်အတွင်းကဘယ်လောက်လဲ2.5စင်တီပဲရှိမယ်အဲ့ဒီသဘောပဲအဲ့တော့ဒီချာတို့ဒီဟာကိုဆွဲနည်းကိုနားလဲတယ်ဆိုလို့ရှိရင်မိမိလိုချင်တဲ့အတိုင်းတာပုံအကြီးအသေးကိုကွက်ကိုလှုပ်သွားလို့ရဒီထက်သေးတဲ့ဟာလှုပ်ချင်လည်းရတယ်ဒါပေမဲ့ဒီချာစောစောကပြောသလိုပဲဟာလားကိုလိုချင်တဲ့အတိုင်းတာကိုယူပြီးရင်ဒီမှာဒီအလဲကိုအရင်ဖြတ်ရမယ်ဖြတ်ပြီးတော့မှကျန်တာကိုဆက်ပြီးဆွဲသွားလို့ရှိရင်ကိုလိုချင်တဲ့ပတ်တန်ကိုရလာလိမ့်မယ်နော်ဆိုတော့အဲ့တော့ဒီချာဒီမှာဟာလားပတ်တန်ကိုလည်း plastic နဲ့ပတ်တန်ထုတ်နည်းလေးကိုလည်းပြထားပြီးတယ်နော်အဲ့လိုပြထားပြီးတဲ့အခါကျတော့ကိုလိုချင်တဲ့ပတ်တန်လေးတွေကိုကိုအခုအတိုင်းဆွဲတယ်ဆိုလို့ရှိရင်အမြဲတမ်းဘယ်ချိန်မဆိုရင်ပုံစံအကြီးပဲဖြစ်ဖြစ်အသေးပဲဖြစ်ဖြစ်လိုချင်တဲ့အတိုင်းတာအကုန်ကိုဆွဲလို့ရသွားပြီအဲ့ဒါဒီအရန်ရေးကြီးတယ်နော်ဒါဒီ formula ပဲဒီစက်တကန်ဆွဲတဲ့ဟာပေါ့လေနော်ဆိုတော့လက်တန်းဆွဲထားတယ်ဆိုလို့ရှိရင်ဒီလိုအတိအကျဆွဲတာကိုပတ်တန်ချုပ်တဲ့အချိန်မှာတကယ်ကိုအတိအကျရတယ်ကျဲတို့ဒီမှာချုပ်လိုက်တဲ့အချိန်မှာတွေ့လားဒီလိုအတိအကျရဖို့ဆိုတာဒီပတ်တန်အတိအကျရှိမှရတာနော်ဒါဆိုရင်နားလည်မယ်လို့ထင်ပါတယ်နော်ကျေးဇူးတင်ပါတယ်ရှင်နိုင်ဆမ်းမေနီလာကွေး